schedule မှာကျွန်တော်တို့ time zone တွေထည့်ပေးတာပြီ time zone တွေဘယ်လိုမျိုးအလုပ်လုပ်နေလဲဆိုတော့ကျွန်တော်အခုရှင်းပြပေးမယ်ကျွန်တော်တို့ schedule မှာ time zone က2မျိုးရှိတယ် user time zone နဲ့tenant time zone tenant time zone ဆိုတော့ဘာလဲဆိုတော့ဒီကျွန်တော် schedule ဆိုတော့ဒီအကြောင်းကဥပမာမြန်မာနိုင်ငံအကြောင်းဆိုရင်သူကရန်ကုန်အချိန်ကိုပဲသုံးချင်တာဆိုရင်သူကရန်ကုန်ကျောင်းနဲ့ပတ်သက်တဲ့ operation တွေမှာသူကရန်ကုန်အချိန်ကိုပဲသုံးတယ်ဒါပေမဲ့ user time zone ကကျတော့ကျွန်တော်တို့အခုလိုမျိုးအချိန်နဲ့ကြီးတဲ့အချိန်မှာကျွန်တော်တို့ schedule လေးတွေလုပ်မယ် schedule ပြည့်ရှိမယ်ဒီလိုနေရာတွေမှာကျွန်တော် delivery ထည့်ပေးတာပေါ့နော်ဒါကျတော့ကျွန်တော်တို့ဒီသုံးနေတဲ့ user ရောက်နေတဲ့ time zone အခုဆိုကျွန်တော်ဘန်ကောက်မှာရောက်နေတဲ့ဖြစ်တဲ့ကျွန်တော်က Asia Bangkok time zone လို့ဒီမှာပြတာပေးတယ်ကျွန်တော်တို့ profile နဲ့ပါသွားလိုက်မှာဆိုရင်လည်းကျွန်တော်ရဲ့ schedule တွေအကုန်လုံးက Asia Bangkok time zone နဲ့ပြနေပါတယ်လို့ပဲဒီမှာရေးပေးထားတယ်အချိန်နဲ့ပတ်သက်တဲ့ဟာတိုင်းမှာဒါမျိုးလေးကျွန်တော်တို့ထည့်ပေးထားတယ်ပေါ့နော်နောက်ပြီးတော့ကျွန်တော်တို့tenant time zone tenant time zone ဆိုတော့ကျွန်တော်ကျောင်းနဲ့ပတ်သက်တဲ့ operation တွေပေါ့အဲ့ဒါဒီမှာကျွန်တော်တို့ထည့်ပေးထားတယ်ဥပမာဘယ်လိုမျိုးလဲဆိုတော့ edit cost ဆိုသွားလိုက်မယ်အဲ့ဒီ schedule မှာ event တစ်ခုထည့်ရမယ်ဆိုရင်ကျွန်တော်တို့အခုဒီမှာဆိုရင် start time နဲ့ end time နဲ့က Asia Rangoon ဆိုပြီးတော့ဒီမှာဖြစ်နေတယ်ဆိုတော့ဒီ tenant ပေါ့နော်ဒီကျောင်းကရန်ကုန်အချိန်ကိုပဲသုံးချင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ Asia Rangoon လုပ်ပေးထားတာအဲ့လိုလုပ်ပေးရလို့ဒီမှာကျောင်းstart time end time cost တွေ start time end time ထည့်တဲ့အချိန်မှာ Asia Rangoon လုပ်ဖြစ်နေတာပေါ့နော်တခြားနေရာတွေမှာတော့ကျွန်တော်တို့user time zone အတိုင်းပြပေးတယ်ဥပမာကျွန်တော်တို့အခုဘန်ကောက်မှာရှိနေတာဆိုရင်ကျွန်တော် Asia Bangkok time zone နဲ့ပြပေးနေပေါ့နော်ဒါလေးရှင်းပြကြည့်နော်ကျေးဇူးတင်ပါတယ်